ကောင်းတဲ့အရာတွေကိုလုပ်ဖို့တတ်သိရှိပါကောင်းတဲ့စကားတွေပြောဖို့တတ်သိရှိပါကောင်းတဲ့ဒါနတွေကောင်းတဲ့သီလတွေပြုလုပ်ဖို့အတွက်တတ်သိရှိပါလို့ကဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကိုမိုးကားနုပညာပဲဖြစ်ပါတယ်ယခုလာတလရဲ့အစနေ့တစ်နေ့ရဲ့အစလေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ယခု9လပိုင်းလဆန်းပိုင်းလေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့4လပိုင်းတစ်လလုံးကားလေးတွေများစွာရောင်းချနိုင်ခဲ့တယ်ကားလေးတွေများစွာကိုပြန်လည်ဝယ်ယူပေးနိုင်ခဲ့တယ်ကားလေးတွေကိုများစွာကိုအလဲအထက်များစွာကိုပြုလုပ်ပေးနိုင်ခဲ့တဲ့အတွက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးအတွက်ကားချစ်သူမိဘပြည်သူများအားလုံးအတွက်အကျိုးတစုံတရာကိုကျွန်တော်တို့ကိုမိုးကားနုပညာနေပြီးတော့တထောင်တနေရာနေပြီးတော့စွမ်းဆောင်ခဲ့နိုင်ပါတယ်ဆိုတာကိုပြောကြရင်လည်းနေ့တစ်နေ့ရဲ့အစလာတလရဲ့အစနေပြီးတော့ကားချစ်သူမိဘပြည်သူများမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးစီးပွားရေးတွေကောင်းကြပါစေလူမှုရေးတွေကောင်းကြပါစေအန္တရာယ်တွေကင်းကြပါစေဘေးတွေရှင်းပြီးတော့ကတ်ကြီးသုံးပါးနေပြီးတော့ကြော်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ကျွန်တော်လုပ်ငန်းတူမိတ်ဆွေတွေလည်းစီးပွားရေးကောင်းကြပါစေလုပ်ငန်းတူမိတ်ဆွေတွေဆိုတာကျွန်တော်တို့ကားရှိုးတို့နေကျွန်တော်တငယ်ချင်းတွေရှိတယ်တငယ်ချင်းတွေလည်းစီးပွားရေးတွေကောင်းကြပါစေเนาะလုပ်ငန်းအခြားသောလုပ်ငန်းတွေများစွာလည်းစီးပွားရေးတွေကောင်းကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့လာတလရဲ့အစနေ့တစ်နေ့ရဲ့အစနေပြီးတော့မိတ်ဆွေများအားလုံးဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကိုမိုးကားနုပညာကားဆေးစင်တာမှာကားများစွာကိုဝယ်ယူခြင်းနဲ့ရောင်းချခြင်းနဲ့ပြန်လည်ပြီးအလဲထက်ပြုလုပ်ခြင်းနဲ့ဆိုရင်အများနဲ့ရွေးထွေးစွာကြိုဆိုလျက်ရှိပါလို့ပြောကြရင်းနဲ့ကျွန်တော်တို့ယခုလ9လပိုင်းမေလရဲ့လဆန်းပိုင်းလေးကနေပြီးတော့မိတ်ဆွေများအားလုံးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတနိုင်ငံလုံးအတိုင်းအတာအထိကားလေးတွေများစွာရောင်းချနေတဲ့များစွာကိုကျွန်တော်တို့ကားနဲ့ပတ်သက်ပြီးတော့ဝန်ဆောင်မှုများစွာပြုလုပ်နေတဲ့ကိုမိုးကားအမှုပညာမှရွေးထွေးစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံး